မွန်ဂိုစစ်တီတွေမြန်မာနိုင်ငံကိုပကံဖြစ်နှောင်းပိုင်းလောက်မှာလာတိုက်ခိုက်ခဲ့တယ်ဆိုတာမှန်ပါတယ်တက္ကရာ1283ခုနှစ်လောက်မှာဖြစ်ပြီးမြားတီယာပတေးမင်းလို့ခေါ်တဲ့ဟင်းကွက်300ပြည့်မှာပွဲတော်တယ်ဒီလက်ထက်မှာပါမွန်ဂိုတွေဟာတရုတ်ပြည်အားလုံးကိုရရှိတဲ့အခါမှာတရုတ်ဧကရာပွဲကိုခံယူလိုက်ပါတယ်ဂျာချစ်ခန်းရဲ့မြေတော်ကုပလီခန်းဟာစစ်တိုက်တော်တို့အမြင်လဲကျဲပါတယ်ဘိုးတော်ဂျာချစ်ခန်းကလည်းမြေတော်ကိုသူ့အသက်ရှင်စဉ်ကတည်းကအလွန်ချစ်ခင်ပြီးအများရှိမှတော့သူ့မြေတော်ရဲ့အစွမ်းကိုချီးကျူးလေးရှိပါတယ်ကုပလီခန်းဟာမွန်ဂိုဧကရာဖြစ်လာချိန်မှာမြို့တော်ကိုမွန်ဂိုလီးယားလွင်ပြင်ကရာကိုရန်ကနေတဲတူယခုပီကင်းတို့ပြောင်းရွှေ့လိုက်ပါတယ်အဲ့ဒီမြို့တော်ဟာအဲ့ဒီခေတ်တုန်းကအလွန်ကျယ်ဝန်းပြီးအရန်လှပပါတယ်တဲတူဆိုတာမွန်ဂိုဘာသာနဲ့ရုံးတော်ကြီးလို့အဓိပ္ပာယ်ရတယ်လို့သိရပါတယ်မွန်ဂိုတွေကသူတို့ရဲ့ထက်မြက်ပြီးသားစစ်ရေးစွမ်းရည်ကိုတရုတ်တွေရဲ့ယဉ်ကျေးမှုနဲ့ပေါင်းလိုက်တဲ့အခါမှာကုပလီခန်းရဲ့လက်ထက်ဟာမွန်ဂိုသမိုင်းမှာအင်အားအကြီးမားဆုံးအချိန်ပါပဲသူတို့ရဲ့ပိုင်နက်ဟာအဲ့ဒီအချိန်ကကမ္ဘာအကျယ်ဝန်းရဲ့တဝက်လောက်ထိရှိပါတယ်မြေပုံထဲမှာကြီးတော့လဲတကယ်ကိုအကြီးကြီးပါပဲသူတို့ဩဇာခံဘရင်တွေဆွေသားမျိုးသားတွေနဲ့ပိုင်နိုင်အုပ်ချုပ်တာပါစစ်ရေးကြုံပြီဆိုရင်မွန်ဂိုမြင်းတီကျော်တွေကိုမြင်းတွေကိုချိန်တို့ခိုင်းပြီးမွန်ဂိုလူမျိုးတွေနဲ့လက်အောက်ခံနယ်မြေများမှာစစ်တီများကိုခမ်းမင်းကြီးရဲ့တကွန်တော်အောက်မှာလာရောက်ဆွတ်ထွက်ဖို့စင့်ဆိုလေးရှိတယ်လို့လည်းသိရပါတယ်1281ခုနှစ်မှာပကံနေပြည်တော်ကိုလည်းတန်တမန်ဆေလွတ်ပြီးလက်ဆောင်ပနာဆက်ဖို့တနည်းအားဖြင့်လက်အောက်ခံဖြစ်ဖို့ပြားစားတံပိုးပါတယ်အဲ့ဒီမှာနရတီယာပတိကငါတို့မှဒီလိုထုံးစံမရှိကြောင်းဒါကြောင့်မပေးနိုင်ဘူးလို့ပြောပြီးတန်ဖွဲ့ကိုကောင်းစွာဧခံပြီးပြန်လွှတ်လိုက်ပါတယ်အမှန်တိုင်းပြောရရင်နရတီယာပတိမင်းဟာယူတော်မဟုတ်ပါဘူးဒါကိုမြန်မာရာဇဝင်တွေမှာဖော်ပြခဲ့တယ်လို့ပုံမြင်ဆန်ဆန်ဖြစ်ပျက်တွေမှာလည်းဒီကိစ္စအထင်ရှားပါတယ်ဘာလို့လဲဆိုတော့သူဒီလိုပြောလိုက်တာလေးကမထင်မှတ်ပဲအရေးပါသွားပါတယ်မြန်မာနိုင်ငံအင်္ဂလိပ်လက်အောက်ရောက်တော့တရုတ်ပြည်ကတနမန်အဖွဲ့လွတ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ဟာသူတို့အပိုင်ပါလို့ပြောပြီးပေးဖို့တောင်းတော့အင်္ဂလိပ်တွေကဒီကိစ္စကိုပဲပြန်ညွှန်းပြီးမြန်မာတွေဟာသူတို့ကြီးသူတို့နန်းနဲ့နေတော့ကတရုတ်ကိုဒန်းလူရေလူဆက်ဆံခဲ့တယ်လွတ်လပ်တဲ့နိုင်ငံလည်းဖြစ်တယ်သူတို့တွေတန်မတ်အဖြစ်နဲ့မြန်မာပြည်ကိုလာကြတဲ့ကဒီနယ်တွေဟာမြန်မာပြည်အစိုးရကပိုင်နေဆိုတာထင်ထင်ရှားရှားတွေ့ရတယ်လို့ပြောလိုက်ပါတယ်နောက်ပြီးလန်ဒန်ထိုင်းသတင်းစာရဲ့အဒီတာထံပေးစာကဏ္ဍမှာလည်းမြန်မာတွေကိုယ်တိုင်ကအညံဆုံးလို့ပြောတဲ့ဘယင်ကတော့တရုတ်တွေကိုအလျှော့ပေးဖို့မစင်စားဘဲနဲ့ကျွန်ုပ်တို့မြန်မာတွေကိုအုပ်စိုးတဲ့အခါမှာမြန်မာနယ်မြေတွေကိုတရုတ်ကိုပေးရမယ်ဆိုရင်မြန်မာတွေကကျွန်ုပ်ကိုရီမောနေကြလိမ့်မယ်ဆိုပြီးရေးခဲ့ပါတယ်တိုက်ဆိုင်လို့နေရတီယာပရိမင်းအကြောင်းမှာထည့်ပြောရရင်သူဟာဟင်းခွက်300ပြည့်မှာပွဲတော်တဲလီရှိပါတယ်ဒါသေးကြပါတယ်ဘာလို့လဲဆိုတော့မှန်တမ်းရာဇဝင်မှာဒီလိုရေးထားတဲ့အပြင်သူကိုယ်တိုင်တဲတဲ့မင်္ဂလာဇေဒီကြောက်စာမှာလဲတနေ့တော့ဟင်းခွက်300တမူလဲစားတော့ထတော့ဆိုပြီးသူ့ကိုယ်သူရေးထားပါတယ်မြမရာဇဝင်တစ်လျှောက်လုံးလဲအဲ့ဒီလိုပွဲတော်တဲတာသူတယောက်ပဲတွေ့ဘူးပါတယ်သူ့ထက်ဖုံးတကိုးကြီးတဲ့အင်ပါယာနိုင်ငံတွေကိုထူထောင်နိုင်တဲ့အနော်ရထာတို့ဘရင်အောင်တို့အလောင်းဖျားတို့တောင်ဒီလိုပွဲတော်တဲတာမတွေ့ဘူးပါဘူးနောက်ပြီးသူဟာအဲ့ရကနိုးရင်အနားမှာရှိတဲ့ပစ္စည်းတွေနဲ့ရောင်ရမ်းပြီးပြက်ကက်လေးရှိလို့ဒီဘီယာဆော့ကခြုံထက်တဲ့ဓာတ်လက်နက်တွေကိုအဲ့ရနားမှာမထားစေပဲအသီးအနှံတွေကိုပဲထားလေးရှိပါတဲ့အဲ့ရတာအဲ့ရနိုးတာနဲ့တွေ့တဲ့လူကိုတစ်ခုခုနဲ့ကောက်ပစ်တတ်ပုံရပါတယ်တနေ့တော့အဲ့ဒီလိုကောက်ပစ်လိုက်တာပြစ်လိုက်တဲ့အသီးကအပြိုတော်နန်းတွင်းသူရဲ့ခါးကိုမှန်သွားပြီးခါးကြီးရောင်ရမ်းလာလို့အဲ့ဒီအသီးကိုအဲ့ဒီအချိန်ကစပြီးခါယန်ဒီလို့ခေါ်ပါတယ်ဒါကတော့ဥက္ကလရာဇဝင်ကျမ်းကြီးထဲမှာပါခဲ့တာပါမောင်မမိတ်တန်တွေကလည်း3000တောင်ရှိပါတယ်လို့သိရပါတယ်အကုန်လုံးကတော့မိဖုရားတွေကိုလုတ်တော်တွေမဟုတ်ပါဘူးအပြိုတော်တို့နန်းတွင်းသူတွေအားလုံးပါဝင်ပါပါရာဇဝင်ထဲမှာသူဟာဘီလူးဘွားကဝင်စားလို့အစားအသောက်ကျူးတာဒေါသကြီးတာနဲ့အမျော်မြင်နေတာတို့ဖြစ်တယ်လို့ရေးကြပါတယ်ဘာပဲဖြစ်ဖြစ်အဲ့ဒီလိုတစ်နေ့ကိုဟင်းခွက်300ကိုစားတော့နေရလို့ဘယင်ကြီးကပနာမဆက်နိုင်ဘူးဆိုပြီးတရုတ်တန်အဖွဲ့ကိုညှင်းလိုက်တာပါမွန်ဂိုဘီယင်ကုပလီခန်းက1283ခုနှစ်မှာတန်အဖွဲ့ကိုနောက်တစ်ချိန်ထပ်လွတ်လိုက်ပါတယ်မြန်မာရာဇဝင်ဆိုရတော့ဘယင်ကရှေ့တော်ဝင်ခွင့်ပေးတဲ့အခါမှာတန်မှတ်တွေရဲ့အမူအရာဟာစော်ကားရိုင်းမြသူလိုပြုပြီးရှစ်ခိုးကြော့ခြင်းမပြုလို့
တရားမလို့တက်စေလို့အမိန်ပေးတယ်လို့သိရပါတယ်အမှန်တော့တရုတ်တန်ဘွဲကရိုက်ပြတယ်ဆိုတာတော့ဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့တမိုင်းရအဲ့ဒီအချိန်ဟာမွန်ဂိုလူမျိုးတွေအတွက်တမိုင်းမှာနေမိုးတဲ့ချိန်မှာစစ်မျက်နှာအတီးကြီးမှာအောင်နိုင်ခဲ့ပြီးဘာနာကြီးချိန်ဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်သူတို့ကတော့မြန်မာတွေရဲ့ပကန်းအင်ပါယာကိုပါသူတို့အုပ်ချုပ်မယ်လို့တွေးထားပြီးထင်ပါတယ်ဆရာကြီးဒေါက်တာတန်းထွန်းကဒီတန်ဖွဲ့တရုတ်ပြည်ကိုပြန်မရောက်တာဟာနယ်စပ်ဒေသရှိလူရိုင်းချိုးနဲ့တွေ့တာဖြစ်နိုင်တယ်လို့ဆိုပါတယ်တရုတ်မှတ်တမ်းမှာလည်းမြန်မာတွေတက်တာလို့အတီးအလင်းမြေးထားသလိုနေရတီရပတိကိုယ်တိုင်ရေးကြောက်စာတခုမှာမင်းတို့ကတမန်ကိုမချုပ်ရလို့ရေးထားတယ်လို့ဆိုပါတယ်အမှန်တော့နေရတီရပရိရဲ့အရေးချင်းညံပြမှုကြောင့်သူနန်းဆန်ချိန်မှာသူ့ကိုပုံမှန်မှုတွေကပေါ်နေပါပြီဒါပေမဲ့အစောပိုင်းပုံမှန်မှုတွေကိုတော့သူကနှိမ်နှင်းနိုင်ပါတယ်ဘာလို့လဲဆိုတော့သူကိုယ်တိုင်ဖွံ့ဖြိုးအောင်မလုပ်နိုင်ပေမဲ့ရှေးဘိုးဘရင်တွေရဲ့ဂန်ခေကောင်းချိန်ကထားခဲ့တဲ့အချိန်အွာတွေကြောင့်ပါအဲ့ဒီလိုတန်တမန်တွေကိစ္စနဲ့ပတ်သက်ပြီးမွန်ဂိုတရုတ်တပ်တွေမြန်မာနိုင်ငံတွေကိုအလုံးအင်းနဲ့ချီတက်လာပါတော့တယ်1989မှာမြန်မာတပ်နဲ့မွန်ဂိုတပ်တို့မြန်မာနိုင်ငံမြောက်ပိုင်းနယ်စပ်အနီးမှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်မွန်ဂိုမြင်းတပ်နဲ့မြန်မာစင်တပ်တို့ပထမဆုံးတိုက်တဲ့တိုက်ပွဲဖြစ်ပါတယ်ပထမဆုံးတိုက်တုန်းကတော့မြန်မာကစီရေးတာတယ်လို့ဆိုပါတယ်မြင်းတွေကစင်ကိုလန့်ပြီးတော်တဲ့ကိုစုပ်ပြေးပါတယ်မွန်ဂိုစစ်တီတော်တွေကမြင်းဘော်ကဆင်းပြီးတစ်ပင်တွေနောက်မှာအကာအကွယ်ယူပြီးမြားမိုးရွာပါတယ်။တလုံးကြီးတွေကိုမီးရှို့ပြီးတွန်းပေးတဲ့အခါစင်တွေကမီးအောင်ကိုမြင်ပြီးနောက်ဆုတ်ပါတယ်။အဲ့ဒီချိန်မှာမွန်ဂိုမြင်းတက်ကအနားမကပ်ပဲဘေးနှဘက်ကနေမြားနဲ့ဝိုင်းပစ်ပါတယ်။မြန်မာစစ်တီတွေကမွန်ဂိုတွေလိုတန်ကြက်ကဝေးလေးမရှိလို့ကြာတော့အထိနာပါတယ်။ဒီပထမစစ်ပွဲငယ်မှာမြန်မာတွေစစ်ရေးနှိမ့်ပါတယ်။ဗမော်မြို့တစ်ဖက်မှာရှိတဲ့ငဆောင်ချမ်းခံတပ်ကိုနောက်တစ်နှစ်1288မှာမြန်မာတွေကအင်အားဖြည့်ပြီးတက်ဆွဲလိုက်ပါတယ်။ကချင်ပြည်နယ်ရဲ့အဲ့ဒီနေရာဟာတရုတ်နဲ့မြန်မာစစ်ပြည်တိုင်းမှာအရေးကြီးတဲ့စစ်လမ်းကြောင်းလိုဖြစ်လာလေးရှိပါတယ်။တရုတ်ရဲ့အရေးကြီးတဲ့ထိုးစစ်တိုင်းဟာမြောက်ပိုင်းချီစစ်ကြောင်းအနေနဲ့မြန်မာနိုင်ငံထဲကိုဝင်ဖို့ကြိုးစားလေးရှိပါတယ်။ဗမာနဲ့ကချင်စစ်တီတွေဟာတရုတ်ရဲ့မြောက်ပိုင်းချီစစ်ကြောင်းကိုထိန်းချုပ်နိုင်ရန်ကြံနေရာတွေကဝင်လာတဲ့စစ်ကြောင်းတွေကိုလည်းကြံမြန်မာတပ်တွေကချေမုန်းနိုင်ပြီးမြန်မာတွေစီရေးတာလေးရှိပါတယ်။အဲ့ဒီမြောက်ပိုင်းချီစစ်ကြောင်းကိုမထိန်းချုပ်နိုင်ရင်မြန်မာတွေအကြက်တဲတွေးလေးရှိရပါတယ်။မွန်ဂိုတွေရဲ့အခြားစစ်မျက်နှာတွေများလုံးလို့မြန်မာစစ်မျက်နှာကို6နှစ်ကြာလောက်ဆိုင်းငံ့ထားပြီးဘာကြောင့်လဲဆိုတော့မြန်မာကိုဝင်မတိုက်ခင်မှာဂျပန်ကိုဝင်တိုက်နေတာဖြစ်ပါတယ်1983မှာအင်အားအလုံးရင်းနဲ့မြန်မာကိုနှိမ်နင်းမှုချီတက်လာပါတော့တယ်မွန်ဂိုတပ်တွေရဲ့အင်အားနဲ့ပတ်သက်ပြီးကွဲနေတဲ့ချက်လေးတွေတော့ရှိပါတယ်အင်အားကမြန်မာတွေထက်ပိုများတယ်ဆိုတာတော့သိကြပါတယ်မှန်တမ်းရာဇဝင်ရမြင်းတီ6တန်းစစ်တီ2ကလေးလို့ရေးထားပါတယ်ရွှေကျက်ရဲ့ဖျားကြောက်စာမှာတော့12သိန်းလို့ရေးထားတယ်မွန်ဂိုကျူးကျော်စစ်ကိုပိတ်ဆို့တိုက်ခိုက်ဖို့နေရတရားပရိတ်ကစစ်သူကြီးအနန္တပစ္စည်းနဲ့ရနပစ္စည်းတို့ကိုစစ်တီ၄သိန်းနဲ့လွှတ်ပြီးငဆောင်ချမ်းခံတဲ့ကိုကျုံမြောင်းမြို့ရုပ်အပြည့်စုံနဲ့ခိုင်ခံ့အောင်ပြင်ဆင်ပါတယ်။မွန်ဂိုတရုတ်တပ်တွေရွှေလီမြစ်ကိုကူးတက်မလာအောင်3လတိုင်တိုက်ခိုက်ခဲ့ပါတယ်။ကုပလီခန်းကလည်းဒီလိုင်းတက်တယ်လို့တက်တွေတက်ပြီးတက်ဒလိုင်းမီလိုင်းဒီသိန်းကျရင်2သိန်းရောက်လာတယ်။ဒီလိုနဲ့မြန်မာတပ်တွေလက်ပန်းကျပြီးရန်သူဟာမြစ်တစ်ဖက်ကျန်းကိုအောင်မြင်စွာကုခတ်နိုင်ပြီးငဆောင်ချမ်းခံတတ်ကြပါတယ်။1983စက်တင်ဘာမှာရောက်လာတဲ့ရန်သူမွန်ဂိုတပ်တွေကငဆောင်ချမ်းကိုဒီဇင်ဘာ3ရက်1983မှာသိမ်းယူလိုက်ပါတယ်။ဒီနေရာမှာထူးဆန်းတာလေးတစ်ခုကအဲ့ဒီလိုငဆောင်ချမ်းမှာမြန်မာနဲ့မွန်ဂိုတပ်တွေအသေးအတန်တိုက်ခိုက်နေကြတော့ကောင်းကင်မှာလည်းမြန်မာနက်တွေနဲ့မွန်ဂိုဘက်ကနက်တွေတိုက်ခိုက်ကြတယ်လို့ဥပလာရာဆိုရင်မှာရေးထားပါတယ်။ငဆောင်ချမ်းခံတတ်ကြပြီးတပတ်လောက်အကြာမှာကောင်းစင်းခံမြို့ကြပါတယ်။မွန်ဂိုတရုတ်တပ်တွေဟာတောက်လျှောက်စုံစင်းလာပြီးတကောင်းကိုဇန်နဝါရီလ1984မှာသိမ်းယူလိုက်ပါတယ်။နေရတီရပတိမင်းကပကံကနေခုခံဖို့စဉ်းစားပါတယ်။အဲ့ဒီမှာပြဿနာကစဖြစ်လာတာပါ။ပကံမျိုးရောကနှိမ့်ပါတယ်။ဘာလို့လဲဆိုတော့အနော်ရထလက်ထက်ပကံအင်ပါယာတကူကြီးချိန်ကစပြီးကြံပတ်ဝန်းကျင်ကနိုင်ငံတွေကပကံကိုထိုးစစ်ဆင်ဖို့မစင်စားရဲလို့မျိုးရိုးကိုခံတဲ့အတွက်လုံထားပါဘူး။အခုအချိန်ကျမှမျိုးရိုးကိုညှင့်ဖို့လုပ်တော့အုပ်ဖုတ်ဖို့အချိန်မရဘူး။ဒါကြောင့်ဂူကြောင်ဖျားစီဒီအဟောင်းတွေကိုဖျက်ပြီးအုံများကိုယူဖို့နေရတီရပရိမင်းကအမိန်ပေးပါတယ်။ဂူကြီး1000ဂူငယ်1000အုပ်ချောင်း300ဖြိုဖျက်ရပါတယ်။ဒီလိုဖြိုဖျက်ရင်ဂူကြီးတစ်ခုတည်းကကျင်းနီပြပေါ်မှာရေးထားတဲ့နမိတ်ဟောစာတစ်ခုကိုရလိုက်ပါတယ်။နမိတ်ဟောစာကကလေးအမွှာများရဲ့ဖခင်လက်ထက်မှာပကံပြက်မယ်လို့ရေးထားတာကိုတွေ့လို့ထိတ်လန့်ပြီးမိဖုရားတွေကိုလုတ်တော်တွေကိုစစ်ဆေးတော့မိဖုရားငယ်တဦးမှာမကြခင်ကပဲတားအမွှာမွေးထားတာတွေ့ပြီးအောက်ပြည်အောက်ရွာကိုရေချောင်းခီးကနေထွက်ပြေးဖို့အစီအစဉ်ပါတယ်စစ်သူကြီးအနန္တပစ္စည်းနဲ့ရဏပစ္စည်းတို့ကဖလဲမှာတောင်ကြီးကိုတန်းပြီးခံတက်နှစ်ဆင့်နဲ့မုံကိုတရုတ်တွေကိုတိုက်ရပါတယ်ဆန်းဆန်းတမန်တိုက်ပေမဲ့အနန္တပစ္စည်းကြဆုံးသွားလို့ရဏပစ္စည်းကစနစ်တကျတက်ဆုပ်ပြီးပကံကိုကာကွယ်ဖို့ပြန်လာတော့ဘရင်ကြီးကမရှိတော့ပါဘူးထပ်ပြေးတော့ပါပြီနေရတီရပတိကရွှေဖောင်တော်စီးပြီးပသိမ်ထိ
ထိဆုံစင်းတယ်အဲ့ဒီအချိန်ကစပြီးနေရတီရပတိမင်းဟာတရုတ်ပြေးမင်းလို့မြန်မာတွေခေါ်တာကိုခံခဲ့ရပါတယ်နောက်ပြီးသူဟာပသိမ်မှာစစ်ပြေးပြီးနေတော့ကပကံတုံးကလို့ဟင်းွက်300မဆက်နိုင်လို့ငါဆင်းရဲလာကြီးလားလို့ပြောပြီးငိုတဲ့အတွက်မိဖုရားစောကလောကရန်ကိုဘယ်သူမှမလွန်ဆန်နိုင်ကြောင်းတရားပြရတယ်လို့ဆိုပါတယ်မွန်ဂိုတက်တွေကလည်းပကံနေပြည်တော်ကိုဝင်တက်ဆွဲပြီးဖျက်ဆီးလို့အတော်ကလေးပျက်စီးတယ်လို့မြန်မာရာဇဝင်မှာရေးထားပါတယ်အဲ့ဒီနောက်မြန်မာနိုင်ငံအထက်ပိုင်းကိုတရုတ်ပိုင်ကျဲမိရန်ပြည်နယ်အဖြစ်ကြီးညာလိုက်ပါတယ်မွန်ဂိုတက်တွေကလည်းတကောင်းမှာတက်ဆွဲထားလိုက်ပါတယ်မြန်မာဒေသကံမကောင်းရင်အမျိုးသားရေးစိတ်ဓာတ်မရှိခဲ့ရင်အဲ့ဒီနေရာတရုတ်ပြည်နယ်တောက်လျှောက်ဖြစ်သွားမှာဒါပေမဲ့ဇလန်းကဒီမှာတင်ပြီးမသွားပါဘူးနောက်တော့နေရတီရပတိမင်းကလက်နက်ချဖို့စဉ်းစားပြီးရှင်ဒီတာပါမောက်ကိုငင်းငယ်ရေးအတွက်နဲ့တန်တမန်ဖြစ်ကုပလီခန်းရှိရာတဲတူးကိုလွှတ်လိုက်ပါတယ်ဆရာတော်ဟာယူနန်ကရချီမာဝါဆိုပြီးမှတဲတူးကိုစောင်းလည်မှာရောက်သွားပါတယ်ကုပလီခန်းကိုတိုင်းပြည်မှာလူမရှိရင်ဘာမှလုပ်လို့မရဘူးဒါကြောင့်စစ်တီရဲမက်တွေပြန်ခေါ်လူတွေပြန်ခေါ်ကောက်ပဲဆိုင်ပြီးမှအခွန်သိမ်းဖို့လာပါဆိုတဲ့ရှင်ဒီတာပါမောက်ရဲ့စကားကိုမွန်ဂိုဘီရင်ကြီးတိတ်ကြိုက်ပြီးငြိမ်းချမ်းရေးရခဲ့ပါတယ်ငြိမ်းချမ်းရေးရတယ်ဆိုပေမဲ့မြန်မာတွေကလက်ဆောင်ပနာနှစ်စဉ်ဆက်ပြီးအညံ့ခံရမဲ့သဘောမျိုးဖြစ်သွားတာပါဘာလို့လဲဆိုတော့မွန်ဂိုတွေကသူတို့တိုက်လို့ရတဲ့နိုင်ငံတော်တော်များများကိုသူတို့စေသားမျိုးသားတွေဖြစ်စေဩဇာကမင်းတွေဖြစ်စီထားပြီးပိုင်ပိုင်နိုင်နိုင်အုပ်ချုပ်တာပါအခုလဲအညံ့ခံမဲ့သဘောမျိုးပြောလို့လက်ခံတာဖြစ်ပါတယ်မွန်ဂိုတွေကချီတက်လာစဉ်ကတည်းကပကံမာသာသနာပြုဖို့ဆိုပြီးယဟန်တန်ဃာတွေကိုပါတပါးတည်းခေါ်လာတာဖြစ်ပါတယ်ကုပလီခန်းဟာအဲ့ဒီအချိန်မှာဗုဒ္ဓရဲ့အယူဆတွေကိုနှစ်သက်နေပြီဖြစ်ပါတယ်ရှင်ဒီတာပါမောက်နဲ့အမေးဖြေလို့တော့လေဒီချက်အထင်ရှားပါတယ်ပကံနေပြည်တော်နဲ့မြန်မာအများစုရဲ့အဲ့ဒီအချိန်ကဗုဒ္ဓဘာသာကိုနားလည်နေပုံကိုကိုယ်တိုင်တွေ့မှအံ့ဩပြီးသူတို့တောင်ပြန်ပြီးသင်ရတော့မလို့ဖြစ်သွားတယ်လို့ထင်ပါတယ်ပကံကမြန်မာတွေဗုဒ္ဓစာပေကိုကျွမ်းကျင်တာကလည်းအမှန်ပါပဲလောက်တော့ဗုဒ္ဓစာပေတွေကိုနှက်ဆက်တယ်လဲဆိုတော့ယောက်ျားတွေမပြောနဲ့မိန်းမသားများတော့အချင်းချင်းတွေ့ရင်သင်အဘဲကျမ်းဂန်ကိုနားလေသည်နီအဘဲများလောက်နှုတ်သက်အာဂုံဆောင်တိုင်းသည်နီလို့မေးလေးရှိတယ်တဲ့အဲ့ဒီလိုအမေးခံတဲ့အမျိုးသမီးငယ်တယောက်ကငါမှသားငယ်သမီးငယ်များနဲ့အိမ်မှုကိစ္စများရှိလို့များမလေးလာနိုင်အာဂုံမဆောင်နိုင်ပါကုတလတိတ်ညတာနားလည်နိုင်အောင်နှုတ်သက်ဆောင်နိုင်ပါတယ်လို့ပြောပါတယ်တဲ့ပဋ္ဌာန်းကျမ်းမှာကုတလတိတ်ဆိုဒီမှာယခုပထမကျော်အစ်မနားလည်နိုင်တဲ့ကျမ်းစာလို့သိရပါတယ်နောက်ပြီးမွန်ဂိုတက်တွေနဲ့ပါလာတဲ့မာကိုပိုလိုကမြန်မာနိုင်ငံရဲ့ကြွယ်ဝချမ်းသာမှုကို The Golden Land လို့မှတ်တမ်းတင်ခဲ့ရမှာနောက်နိုင်ငံသားတွေမြန်မာနိုင်ငံကိုစပြီးစိတ်ဝင်စားလာတယ်လို့ဆိုပါတယ်ဒါကြောင့်မွန်ဂိုတွေဟာသူတို့နယ်မြေအဖြစ်ပိုင်ပိုင်နိုင်တဲ့အုပ်ချုပ်ဖို့စီစဉ်ခဲ့ပုံရပါတယ်အခုလိုသူတို့ကိုအညံ့ခံမဲ့သဘောမျိုးပြောလို့ကျေနပ်ပြီးကုပလီခန်းကစစ်ကိုရက်လိုက်ပါတယ်။နေရတီရပတိမင်းကလည်းမွန်ဂိုတွေပြန်ပြီးကြလို့ပကံကိုပြန်ကျင်ပါတယ်။ပြန်ရင်ကောင်းမကောင်းမိဖုရားစောနဲ့တိုင်ပင်တော့မိဖုရားစောကအမင်းကြီးမှာနောက်လိုက်အင်အားနှဲပါလို့မပြန်တဲ့ကြောင်းလျှောက်ပါတယ်။ဒါပေမဲ့ပကံကိုပြန်လာခဲ့ပါတယ်။ပြည်ရောက်မှာတော့သားတော်တီဟသူကျွေးတဲ့အစိတ်ကိုစားပြီးနေရဆန်ပါတယ်။ပြည်မြို့စားတီဟသူလည်းဖခင်ကိုလှုပ်ကြံနိုင်ပေမဲ့ပကံမှာမင်းမပြုတ်နိုင်ခင်ပကိုးကိုတိုက်ရင်ကြဆုံးသွားပါတယ်။ဒါကြောင့်ဒလစားကျော်စာကပကံထီးနှန်းကိုရယူလိုက်ပါတယ်။ဒါပေမဲ့ဒီအချိန်မှာအနော်ရထာမင်းကြီးတီထောင်ခဲ့တဲ့ပကံအင်ပါယာကြီးဟာပြိုကွဲသွားပါပြီ။ကျော်စွာဟာပကံတဝိုက်မှာပဲအာဏာရှိပါတော့တယ်။ပြိုကွဲတာမှအစိတ်စိတ်မောင်မောင်ကိုဖြစ်သွားတာပါ။နောက်ပြီးကျော်စာဟာရုပ်သေးဘရင်လို့ပြောလို့ရပါတယ်။နေရတီရပတိမင်းလောက်ကြံခံရတဲ့အခါမှာပကံထီးနှန်းမှာတရုတ်လိုလာတဲ့မင်းသားကိုနန်းတင်မှုတရုတ်စစ်တပ်ကြီးဟာဒုတိယအကြိမ်ထပ်မံရောက်ရှိလာပါတယ်။မင်းသားရဲစိန်တိမာဟာဗိုလ်ချုပ်အနေနဲ့လိုက်ပါလာပါတယ်။တရုတ်လိုလာတဲ့ရွှေနန်းရှင်ကိုပကံမှာ1289မေလ30ရက်နေ့မှာမင်းမြောက်လိုက်ပါတယ်။ဒါကတော့ဒေါက်တာတန်းထွန်းမြမသမိုင်းမြေပုံကိုကြည့်ပြီးသိရတာပါ။နောက်ပြီးမွန်ဂိုတရုတ်တပ်တွေလည်းတကောင်းမှာတက်ဆွဲထားလိုက်ပါတယ်။ဒါမှလည်းသူတို့ဩဇာကမင်းကိုသူတို့စိတ်ကြိုက်စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။ဒါ Golden Land လို့မာကိုပိုလိုမှတ်တမ်းတင်ထားတဲ့နိုင်ငံကိုသူတို့အနေနဲ့လက်လွတ်မခံပါဘူးမြန်မာတွေအနေနဲ့အလွန်စောတဲ့အချိန်ကတည်းကအမျိုးသားရေးစိတ်ဓာတ်ရှိနေပြီဆိုတာကိုနောက်ပိုင်းမှာထင်ထင်ရှားရှားတွေ့ရပါတယ်အဲ့ဒီအချိန်မှာအင်အားကြီးလာတာကအသင်္ခရာရာဇသင်္ကြန်နဲ့တီဟတူဆိုတဲ့ရှမ်းပြည်နောက်သုံးခုဖြစ်ပါတယ်ဘာလို့လဲဆိုတော့တိုင်းတစ်ပါးရဲ့ရန်ကြောင့်မြို့တော်ပြတ်သွားတဲ့တိကျနိုင်ငံတွေဖြစ်သွားတတ်တာရှေ့ထုံးစံတွေပါဒီညီနောင်သုံးပါးဟာရှမ်းတွေပဲဖြစ်ဖြစ်ဗမာတွေပဲဖြစ်ဖြစ်နှစ်ပတ်သွေးတွေတဝက်စီပါတဲ့လူတွေကဥဆောင်ပြီးရှမ်းတွေနဲ့ဗမာတွေပေါင်းပြီးတရုတ်တပ်တွေကိုပြန်တိုက်တယ်ဆိုတော့လဲနှစ်ဖက်ဆွေမျိုးများအနေနဲ့ကျင့်တဲ့ဆရာကြီးပဲမဟုတ်ပါနဲ့တကယ်တော့တိုင်းပြည်နဲ့ရာဇဝင်မှာတကယ်လိုအပ်လာရင်ရှမ်းလူမျိုးများကဗမာတွေနဲ့လက်တွဲပြီးရှမ်းသားတွေကရှေ့ဆုံးမှထက်ခွဲသူတွေပါလို့ချီးကျူးလိုက်ပါတယ်တကယ်လဲမှန်ပါတယ်1298မှာ
မြင်းဆိုင်ကရှမ်းဘက်မှာညီနောင်3ဦးကအင်အားကြီးလာပြီးသူတို့အနေနဲ့တရုတ်စန့်ညီရေးကိုလှုံ့ဆော်တဲ့အခါမှာကျော်စွာကစိုးရင်ပြီးသူ့ကိုပကံမင်းအဖြစ်ထပ်မံအတိအမှတ်ပြုဖို့တကောင်းမှာတက်ဆွဲထားတဲ့မွန်ဂိုတွေစီမှာစာတောင်းတဲ့အခါမှာမွန်ဂိုတွေကအတိအမှတ်ပြုကြောင်းစာထုတ်လိုက်ပါတယ်ဒါကြောင့်သူ့ကိုမြင်းဆိုင်မှာကျောင်းရည်ဆက်ချပွဲရှိတယ်လို့လှက်ပတ်ခေါ်ပြီးနန်းချလိုက်ပါတယ်တချို့အမြင်ကလည်းပကံကိုဝင်တိုက်ပြီးမှသူ့ကိုပါတက်ပြီးနန်းချတာလို့ဆိုပါတယ်တွဲပြတဲ့အမြင်များတွေပါဒါတွေကတော့နိုင်ငံခြားဩဇာကိုဖယ်ရှားဖို့မျိုးသားရေးလှုံ့ဆော်ပြီးတရုတ်ခန့်တဲ့မင်းကိုနန်းချကပကံနန်းမှာစောနစ်ကိုဆက်ပြီးမင်းမြောက်ပါတယ်ဒါပေမဲ့သူဟာနမီကံပဲဖြစ်ပါတယ်ဒါကြောင့်1300ပြည့်မှာမြင်းဆိုင်ကိုတရုတ်စစ်တပ်ကြီးတတိယအကြိမ်ရောက်လာပါတယ်ဒါပေမဲ့မြင်းဆိုင်ကိုရောက်မလာခင်ကတည်းကလမ်းမှာမြန်မာတွေရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေနဲ့တွေ့ရတယ်လို့ဆိုပါတယ်မြင်းဆိုင်ကိုရောက်ပြီးမြင်းဆိုင်တိုက်ပွဲကတော့ကဘာကျော်တိုက်ပွဲတစ်ခုအပြင် KSS ဂုံရတဲ့တိုက်ပွဲကြီးဖြစ်ခဲ့ပါတယ်မွန်ဂိုတွေဟာမြို့ကိုဝန်းရံပြီးတိုက်ခိုက်ပါတယ်မြန်မာတွေကလည်းမြို့ကိုဗဟိုပြုပြီးပြန်လဲတိုက်ခိုက်ပါတယ်မြို့ရိုးပေါ်မှာလေးမြလောက်လွဲကြောက်တုံးတွေနဲ့ပြန်လဲပစ်ခတ်တိုက်ခိုက်ရာမွန်ဂိုတွေမြို့ကိုမစီးနိုင်ပဲတိုက်ပွဲငယ်တစ်ခုမှာမွန်ဂိုတွေဘက်ကအကြအဆုံးဟာ900လောက်ထိရှိတယ်လို့ဆရာတန်းထွန်းရဲ့85နှစ်ပြည့်မွေးနေ့လက်ဆောင်အတွဲနှစ်မှာရေးထားပါတယ်တရုတ်မှတ်တမ်းမှာလည်းဒီလိုပါပဲသူတို့ကိုယ်တိုင်တော်ဝန်ခံတာဖြစ်ပါတယ်နောက်ပြီးကျွန်တော်တို့ခေတ်က9တန်း10တန်းလောက်မှာတင်ရတဲ့ငါးစီးရှင်ကျော်စွာရဲ့ကာချင်းဟာဒီကျောင်းကိုစိတ်အားတကြွစွာရေးဖွဲ့ထားတာဖြစ်ပါတယ်အဲ့ဒီခေတ်ကမြန်မာစစ်တီတွေရဲ့စစ်ချီတီဖြစ်ပါတယ်စစ်မြေပြင်မှာလည်းလရတွေဟာတိမ့်နဲ့ချီအောင်ဝဲပြန်နေတယ်လို့ဆိုပါတယ်အေဝါခေတ်ကအေချင်းတစ်ခုမှာဒီအကြောင်းကိုတိတိကျကျဖွဲ့ဆိုထားတယ်လို့သိရပါတယ်မြင်းဆိုင်ဟာကျုံမြောင်းအပြည့်အစုံရှိတဲ့မြို့ဖြစ်ကြောင်းစင်များလောက်လွဲကြီးများကြောင်မောင်းကြီးများရှိကြောင်းတရုတ်မှတ်တမ်းကလည်းဒီလိုဆိုပါတယ်မြင်းစီကျွမ်းကျင်လာသောမွန်ဂိုတရုတ်စစ်တီများရောက်လာကြောင်းစစ်ဝတ်တန်တာများပြိုးပြိုးပြောင်ပြောင်ရှိပြီးလေးများလက်နက်တွေကင်ဆွဲကြောင်းရေးဖွဲ့ထားပါတယ်ထိုစစ်တပ်ကြီးကိုရှမ်းဗမာညီနောင်တို့ကအထိနာအောင်တိုက်ခိုက်ကြတာပင်ရခင်နှောင်နှစ်ပေါင်း200ကျော်လောက်မှာပေါ်ထွန်းတဲ့မင်းတရားရွှေဒီလက်တက်အထိမြန်မာတွေကဒီကိစ္စကိုဂုဏ်ယူကြတယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲမှာတင်းပွင့်တောင်ပြူတောင်ချွန်းဆိုတဲ့တောင်တွေမှာစစ်တီတွေဟာပြည့်နေတယ်လို့ဆိုပါတယ်မိမြားတွေဟာမိမိုးပေါက်များတကယ်လို့ပြစ်ခတ်နေသောကြောင့်မွန်ဂိုစစ်သူကြီး3ယောက်ဟာတန်ကြက်ကဝတ်စုံများကိုဝတ်ဆင်ထားရတယ်လို့ဆိုပါတယ်အဲ့ဒီအချိန်တွေကအရန်ပူပါတယ်မြန်မာနိုင်ငံရဲ့ရာသီဥတုဟာအထက်ပိုင်းကပူအိုက်6တွေ့ပြီးအောက်ပိုင်းကပူအိုက်ဆိုပါတယ်ဒီရာသီဥတုကိုဒီဒေသသားတွေကခံနိုင်ပေမဲ့အေးပိုင်းဒေသဖြစ်တဲ့မွန်ဂိုလူမြင်ကလူတွေအတွက်တော့ရေရှည်မှာအခက်အခဲရှိလာပါတယ်ရာသီဥတုကိုမခံနိုင်သလိုတကယ်တိုက်တော့လဲအရင်တုန်းကလိုမလွယ်တော့လို့သူတို့ကစပြီးငင်းငင်းရေးစတင်ကမ်းလှမ်းပါတယ်ငါတို့ပကံမင်းမျိုးရိုးကိုနန်းတင်လို့ရလာပါသည်ဆိုသည့်ရာဇဝင်ကစကားဟာသူတို့ကစပြီးကမ်းလှမ်းတာဖြစ်ပါတယ်မြန်မာတွေကလည်းပကံမင်းဆက်ဟာမရှိတော့ဘူးလို့ပြန်ကြားလိုက်ပါတယ်စစ်ပြေငင်းရေးဆွေးနွေးပြီးတော့ဘာသဘောတူညီချက်တွေရှိတယ်လဲဆိုတာတရုတ်မှတ်တမ်းရောမြန်မာမှတ်တမ်းကပါအသေးစိတ်မဖော်ပြထားပါဘူးမြန်မာတွေအနေနဲ့ကလည်းအမှန်တိုင်းပြောရရင်စစ်ကိုရက်ချင်ပါတယ်ဘာလို့လဲဆိုတော့မြန်မာတွေရဲ့အင်အားဟာဒီအချိန်မှာအကောင်းဆုံးအခြေအနေမှာမရှိတော့ပါဘူးနောက်ပိုင်းမြင်းဆိုင်ဟာရေရှည်မှာခန်းစစ်အနေထားမကောင်းပါဘူးအလောတကြီးတည်ရတဲ့မျိုးဖြစ်ပါတယ်အမှန်မျိုးတော်လှုပ်ချင်တာကအင်းဝပါအကြောင်းကြောင့်အင်းဝကိုမြို့တီတာမအောင်မြင်လို့မြင်းဆိုင်ကိုတီးခဲ့တာဖြစ်ပါတယ်ထူးခြားတာကမွန်ဂိုတွေဟာမြန်မာနိုင်ငံတွေကဆုတ်ခွာတဲ့အခါသူတို့တကောင်းမှတက်ဆွဲထားတဲ့တပ်တွေကိုကပြန်ပြီးရုပ်သိမ်းသွားတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံအထက်ပိုင်းကိုသူတို့အပိုင်အဖြစ်ကြီးညာပြီးသူတို့ကတကောင်းမှတည်တည်ချာချာတက်ဆွဲထားတာပါမွန်ဂိုတပ်တွေဟာမွန်ဂိုကိုပြန်ရောက်တဲ့အခါမှာရလာတဲ့လက်ဆောင်ပင်လာပစ္စည်းတွေကိုမွန်ဂိုဘီရင်ကြီးကိုဆက်တာပြီးစစ်နိုင်ခဲ့ကြောင်းရှောက်တင်ပေမဲ့မွန်ဂိုဘီရင်ကမကြည်နဲ့တဲ့အတွက်ကြောင့်ဥဆောင်တဲ့စစ်သူကြီးတွေအားလုံးကိုမြတ်ခံခဲ့ရတယ်လို့ဆိုပါတယ်အရင်ကမြန်မာနိုင်ငံကိုတရုတ်ပိုင်ပြည်နယ်ချဲမိန်အဖြစ်ကြီးညာထားတာကိုကျုပ်သိမ်းပါကြောင်း1303ခုနှစ်ဧပြီလ4ရက်နေ့မှာကြီးညာပါတယ်မြန်မာနိုင်ငံကိုလည်းနောက်ထပ်တပ်တွေမလို့တော့ပါဘူးမြန်မာတွေကလည်းတွားပြီးအညံ့ခံရတာတွေပါတယ်မရှိတော့ပါဘူးတခုတော့ရှိပါတယ်ဂန်အင်ပါယာပြုတ်ခွဲသွားလို့တီချာတိုင်းပြည်ငယ်များအဖြစ်ပြုတ်ခွဲသွားတာပါမြန်မာနိုင်ငံအထက်ပိုင်းကတနိုင်ငံမြန်မာနိုင်ငံအောက်ပိုင်းကတနိုင်ငံရခိုင်ပြည်နယ်ကတနိုင်ငံစသဖြင့်ပေါ့အဲ့ဒီလိုအစိစိတ်အမွန်မွာပြိုကွဲနေတဲ့နိုင်ငံငယ်များကိုတစူးတစည်းတည်းပြန်တည်ထောင်ဖို့နှစ်ပေါင်း200ကျော်ကြာခဲ့ပါတယ်အတိအကျဆိုရရင်ပကံခေတ်ကုန်ချိန် AD 1300လောက်ကနေဘရင်အောင်ပေါ်ထွန်းလာတဲ့ AD 1550ခုနှစ်အထိနှစ်ပေါင်း250ကြာခဲ့ပါတယ်